ရမယ်ຫນွေစာလေးရောက်လာပြီချီတထေးရှံလေးအစ်စ်ထွက်လာတယ်ပိတ်ဈေးလေးတွေကတော့နည်းနည်းတက်တဲ့အတွက်ဈေးလေးကတော့မဖြူအချိုဆုံးလုပ်ပေးထားပါတယ်ဈေးတက်ပေမဲ့ငွေ6900နဲ့လာပြီမမဒီမှာအသားကိုတစ်ချက်ရှိုးဒါမျိုးသားတော့မှဒါမျိုးသားဆိုအမတို့18000 2000မှမသုံးရင်ဒါမျိုးအသားဒီလိုမျိုး line ထဲမှာမလာပါဘူးเนาะချုပ်သား quality လေးဆိုလဲချုပ်သားအပြည့်မဖြူတို့ချုပ်စားတီးစားအားလုံးအပြည့်ထည့်ထားပေးတယ်ရေစိုက်က4နှစ်4 4 46 48 50ဆိုပြီး5စိုက်လာတယ်အသေးဆုံးစိုက်ကမဖြူဝတ်ထားတဲ့စိုက်ရင်40မှ2ရင်42ကပေါင်ကြီး140လောက်ထိရတယ်စိုက်လေးခံမှယူလို့ရအောင်ပြောပေးတာအဲ့တော့ရေတက်နိုင်လားဆိုရင်เนาะရေတက်မှာဆိုရင်ကိုယ့်ကိုစိုက်တိုးယူမှာเนาะမဖြူနဲ့တော့ဒီမှာ42ကိုပွားပွားချောင်ချောင်လေးပဲเนาะမဖြူတို့ရှေ့ခွဲအိတ်နှစ်ဖက်ဒီဇိုင်းလှလှလေးပါပဲမမတို့ကြိုက်တဲ့ဒီဇိုင်းပါပဲเนาะဒီမှာပါအဲ့တော့အရန်ကိုမှအေးတယ်ຫນွေစာကိုကာလာလိုင်းလေးတွေကလည်းຫນွေစာလွင်လွင်လေးတွေလာတာမမကြီးအဝါလေးပါမယ်မဖြူဝတ်တဲ့ပန်းလေးပါမယ်နို့စိမ်းရောင်လေးပါမယ်အိုးချစ်စရာလေးမနော်နို့စိမ်းရောင်လေးပါမယ်ဘေးရာရောင်လေးပါမယ်အသားလေးပါမယ်မိုးပြပါမယ်ကာလာ6ရောင်စိုက်လေးလည်းပွင့်တယ်မမတို့နော်တလက်မလောက်တော့ရော့တယ်နော်42ဆိုရင်41လောက်တော့ရှိတယ်အဲ့တော့မမတို့ကမတော်မှာကြောက်တာတို့